ဒီနေ့ကျွန်တော်ဒီ6ပေါက်မှာတယောက်လာပြောလို့ပေါ့နော်ဒီမှာမမျိုးပေါ့နော်ကျွန်တော်မမျိုးထပ်မှာကြည့်လိုက်တယ်ဗျာနည်းနည်းရှောက်စားကြည့်တာပေါ့နော်သူ့ကိုကျွန်တော်မှာတူလည်းတူပဲပင်လယ်စာ3မျိုးကိုပေါ့နော်9000ပဲဗျာဒီမှာမနှမ်းမဆက်လားမနှမ်းကောင်တွေရောမှာနော်ဒီကောင်ကျွန်တော်ဆွဲယူလာတာမှာနော်ခဏဘယ်နှကောင်ပါတော့1ကောင်2ကောင်3 4 5 6 9 10ကောင်ပါတယ်နော်ဒီလို10ကောင်ဒီလို10ကောင်ပါတယ်ဒီလို10ကောင်ပါတယ်ပြီးတော့မှပစွန်းတမ်ပူရာကြော်ပါနော်ဒီမှာပစွန်းတမ်ပူရာကြော်ပြီးတော့မှကြီး9တော့ကချင်းလေးနဲ့အနမ်းနေရအောင်ချင်းလေးပေါ့နော်ပြီးတော့ဒီမှာချောင်းသားမှာအောက်ဆုံးငွေဆောင်မှာအပေါ်ဆုံးဒါပါလီယာကစုံရဲ့ကြော်ဒါဘဲဟာမှာပါလီယာကစုံရဲ့ကြော်ပေါ့နော်ပြီးတော့ဒီမှာဟင်းဂျိုဒါကျွန်တော်ဒါလည်းပါလီယာပဲပေါ့နော်တရသီးရယ်တခွားသီးရယ်ငပိတောင်းရယ်ပေါ့နော်ပြည်တာခမင်းနဲ့ပေါ့နော်ကျွန်တော်တို့ဒါလေးလည်း9000ပါပဲသူကတခုထုတ်ကြတာပေါ့နော်ဂျိုင်းနဲ့မဟုတ်ဘဲနဲ့ကျွန်တော်တို့မျိုးဘူးလေးနေပေါ့နော်ဘူးလေးနဲ့လာပြီးတော့ပို့ပေးတာပါဒါကျွန်တော်စားကြည့်လိုက်ပါအောင်မယ်ဘယ်လိုရှိမလဲဆိုတာရတာလေးတော့